ဓမ္မစင်ကအစီအစဉ်မှာသူမကရွှေသမင်ဟုတ်မဟုတ်ပြောလာတဲ့အင်းမြတ်သူပရိသတ်ကြီးအခုလက်တလောမြန်မာနိုင်ငံမှာအပူပင်ကင်းကင်းနဲ့အပျော်ရွှင်ဆုံးကြည့်ရှုနေရတဲ့အစီအစဉ်တစ်ခုကိုပြပါဆိုရင်တော့အားလုံးရဲ့ပါဇက်ပြောင်းမှာရေပန်းစားဆုံးဖြစ်နေတဲ့ဓမ္မစင်ကသချင်းဆိုပြိုင်ပွဲကြီးကိုဝယ်ပြရမှာဖြစ်ပါတယ်အပတ်စဉ်တိုင်းအပတ်တိုင်းမှာမျက်နှာဖုံးရှင်တွေကဘသူတွေများဖြစ်မလဲဆိုတာကိုရင်ကုန်စိတ်လှုပ်ရှားစွာနဲ့ခံမှန်းရတဲ့အရာသာကဒီအစီအစဉ်ရဲ့အသက်တစ်ခုလိုဖြစ်နေပါပြီ။အဲ့ဒီအတေကမှအလုံးရဲ့စိတ်ဝင်စားမှုတွေကိုအများဆုံးရရှိထားပြီးတော့အတန်ချွချိုအေးလေးနဲ့ပရိသတ်တွေကိုဖန်ဆားထားတဲ့ရွှေသမင်းမျက်နှာဖုံးပိုင်ရှင်ကဘသူလဲဆိုတာကတော့ပရိသတ်တွေအကြားမှာအတော်လေးကိုဟိုလေးတကြောဖြစ်နေတဲ့ကောင်းစဉ်တစ်ခုပါ။အစာပိုင်းသတင်းပတ်တွေတုန်းကဆိုရင်ရွှေသမင်လေးရဲ့တချင်းဆိုဟန်အတန်ထွက်နဲ့ချစ်စရာကောင်းတဲ့အဟံဖန်အမှုရာလေးတွေကိုကြည့်ပြီးတော့ပရိသတ်တွေကထင်ကြီးအမျိုးမျိုးပေးခဲ့ကြပါတယ်။တချို့တွေကလည်းဒီလိုအတန်ချိုလေးနဲ့ချစ်စရာကောင်းတဲ့အမှုရာပိုင်ရှင်ကနာမည်ကြီးမင်းသမီးတွေဖြစ်တဲ့စုပန်ထရာများလောက်ဒါမှမဟုတ်ရင်လည်းပလဲဝင်းဖြစ်နိုင်တယ်။အတန်ဒီအတန်ထားတဲ့ဟန်ဖန်တွေအရမယ်လိုဒီလေးဖြစ်နိုင်ခြင်းများတယ်ဆိုပြီးပရိသတ်တွေကြားမှာအုပ်စုတွေ꿰ပြီးတော့အပြိုင်ဆိုင်ခံမှန်းခဲ့ကြတာပါ။ဒါပေမဲ့အခုနောက်ဆုံးရောက်လာတဲ့အရာပိုင်းတွေမှာတော့ပရိသတ်တွေရဲ့ထင်ကြီးတွေကလမ်းကြောင်းတစ်ဖက်ကိုရုတ်တရက်ပြောင်းသွားခဲ့ပါတယ်။ရွှေသမင်ရဲ့စင်ပေါ်ကလှုပ်ရှားမှုလေးတွေစကားပြောတဲ့လေးယူလေးသိန်းလေးတွေနဲ့တချင်းဆိုတဲ့အခါမှာထွက်ပေါ်လာတဲ့အတန်ပါရမီလေးတွေကပရိသတ်တွေရဲ့အချစ်တော်မင်းသမီးကျော်လေးအေးမြတ်သူနဲ့အတော်လေးကိုတထက်သေးကြနေရဆိုပြီးတော့တခဲနဲ့သုံးသက်လာကြပြန်ပါတယ်။ဆိုရှယ်မီဒီယာစာမျက်နှာတွေပေါ်မှာလည်းရွှေသမင်ကတော့အေးမြတ်သူအစ်စ်ပဲဆိုတဲ့အမှတ်ချက်တွေကနေရာအနှံ့မှာပြန့်နှံ့လာခဲ့ပါတယ်။ဒီလိုမျိုးပရိသတ်တွေကသူမကိုရွှေသမင်မဆိုပြီးတော့အခိုင်အမာထင်ကြီးပေးနေကြတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့အေးမြတ်သူကိုယ်တိုင်ကသူမရဲ့ချစ်စရာကောင်းတဲ့ပုံစံလေးနဲ့အခုလိုပဲပုံမှန်လင်းလင်းတုံ့ပြန်ရှင်းလင်းသွားခဲ့ပါတယ်။သူမကပြီးခဲ့တဲ့အပတ်ကသမင်ကမတ်မျိုးမယ်လိုဒီစီကိုရောက်နေတာဒီအပတ်ကျတော့ကိုစီရောက်လာပြန်ပြီနောက်ဘက်ဆိုရင်ဘယ်မင်းသမီးစီကိုများရောက်အောင်မလဲမသိဘူးဆိုပြီးသဘောကျစရာအရှုံးဖောက်ခဲ့ပါတယ်ဆက်လက်ပြီးတော့လည်းမျက်နှာဖုံးတွေကလူကသူမနဲ့အတော်လေးတူအောင်စူးစမ်းပြီးတော့လုပ်နေတယ်လို့ခံစားရကြောင်းဒါပေမဲ့တကယ်တမ်းသာသူမကိုယ်တိုင်သချင်းဆိုရဲဆိုရင်တော့အမီးမောက်တောင်တဲ့မှာမဟုတ်ဘူးဆိုပြီးရွှေသမင်ကသူမမဟုတ်ကြောင်းကိုစစ်စရာကောင်းအောင်ညှင်းဆန်သွားခဲ့ပါတယ်သူမကသချင်းမဆိုတတ်ပေမဲ့လည်းဒီလိုမျိုးပရိသတ်တွေစိတ်ဝင်စားအားပေးကြတဲ့ဓမ္မစင်ကအစီအစဉ်ကြီးကိုတော့အတော်လေးသဘောကျနေပုံပါပဲ။ဒါကြောင့်လည်းနောက်ထပ်လာမယ့်အစီအစဉ်တွေကြရင်တော့သူမကိုလည်းမျက်နှာဖုံးရှင်တဦးအနေနဲ့ငှားရမ်းပေးဖို့အတွက်တကယ်ကိုပါဝင်ဆင်နွှဲခြင်းပါတယ်ဆိုတော့သူမရဲ့အစံတာလေးကိုပါတပါးတည်းထုတ်ပေါ်ပြပြခဲ့ပါသေးတယ်။ကဲကြည့်ရှုပေးနေကြတဲ့ပရိသတ်ကြီးအခုဆိုရင်တော့အေးမြတ်သူကိုယ်တိုင်ကရွှေသမင်ဟာသူမမဟုတ်ဘူးဆိုတာကိုရှင်းရှင်းလင်းလင်းကြီးဝန်ခံသွားခဲ့ပါပြီ။ဒါဆိုရင်ရွှေသမင်ဆိုတာအစောပိုင်းကခံမှန်းခဲ့ကြတဲ့စုပန်ထွာလောင်ပလဲဝင်လောင်မယ်လိုဒီလောင်ဒါမှမဟုတ်ပရိသတ်တွေထင်မှတ်မထားတဲ့တခြားအနုပညာရှင်တယောက်ယောက်များဖြစ်နေမလားပရိသတ်ကြီးတို့အနေနဲ့ရောဓမ္မစင်ကအစီအစဉ်ကရွှေသမင်းမျက်နှာဖုံးပိုင်ရှင်အစစ်မှန်ကဘယ်သူဖြစ်မယ်လို့ထင်လဲဆိုတာမှတ်ချက်ပေးခဲ့ပါအောင်နော်ကြည့်ရှုပေးတဲ့အတွက်ပရိသတ်များအားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါရရှင်